はい、皆さん、こんにちは。စားတောက်ကုန်တို့တဲ့အတွက်ပု္ပ္ပစာလေးတစ်ပုဒ်တွက်ပြပေးမယ်နော်။ဆိုတော့ဒီပု္ပ္ပစာကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာဂရမ်ကီလိုဂရမ်နေပေးထားတယ်။အဲ့ဒါဆိုလို့ရှိရင်ဒါကိုမြင်တာနဲ့ကိုကဒီဂရမ်ကီလိုဂရမ်ရဲ့ဆက်သွယ်ချက်တွေကိုသိရမယ်ပေါ့နော်။ဆိုတော့ကြည့်လိုက်မယ်။ခါကီနိုဟီယိုဝါတဲ့ဒီအောက်မှာပေးထားတဲ့ဇာတ်ကကြတော့တဲ့စူပူနိုဟိုက်ကိုရေးဒစ်သူကကြတော့စပြုတ်တစ်ခွက်မှာပါဝင်တဲ့ဒီ high core ray ဆိုတာကကြတော့ဒီပေါင်းစပ်မှုဖြစ်ပါတယ်ပေါ့နော်။သူ့မှာပါဝင်နေတဲ့ဒီကုန်ချမ်းပစ္စည်းတွေပဲဖြစ်ပါတယ်လို့ပြောချင်တာဒီအောက်မှာပေးထားတဲ့ဇာတ်ကကြတော့ခုနိုဟိုက်ကိုတဲ့သူကကြတော့အဲ့ဒီပေါင်းစပ်မှုနဲ့ပဲတဲ့1 kg နော်ထိုးရင်းနေခုကိုရှီလျောစုတို့ဘာသူက1 kg ရှိတယ်ဒီစက်သားကိုပေါ့နော်အသုံးပြုတဲ့အချိန်လေးမှာဆိုလို့ရှိရင်တဲ့ရာဆိုင်တော်မီစုကဒီဟင်းသီးရွက်နဲ့ရေးရပေါ့နော်ဆိုရီဒါခဲဟီဆိုယိုဒစ်ကတဲ့ဘလောက်လောက်လိုအပ်မလဲပေါ့နော်ဒီပု္ပ္ပစာမှာပါတဲ့အတိုင်းပေါ့နော်ဒီလိုဇာတ်ခွက်နဲ့ပေးတာပဲဖြစ်ဖြစ်ဒီပု္ပ္ပစာထဲမှာပဲဒီအကြောင်းအရာတွေကိုထည့်ပေးတာပဲဖြစ်ဖြစ်တွက်ရမှာတော့ဒီပုံစံတိုင်းပဲတွက်ရမယ်ကိုကဒီဂရမ်ကီလိုဂရမ်ရဲ့ဆက်တဲ့ချက်ကိုရထားတယ်ဆိုရင်ပြီးရောပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာကြည့်လိုက်မယ်ဒီဇာတ်ထဲမှာဆိုလို့ရှိရင်သူပထမချက်ထားတဲ့ဒါဟင်းတစ်ခွက်လို့မြင်လိုက်ပေါ့နော်စွပ်ပြုတ်တစ်ခွက်လို့မြင်လိုက်အဲ့ထဲမှာဆိုလို့ရှိရင်သူပထမဆုံးချက်ထားတာကကျတော့တိုရီနီကူက200ဂရမ်နဲ့ချက်ထားတယ်ရာဆိုင်ကကျတော့သူက300ဂရမ်နဲ့ချက်ထားတယ်မီဇိုကကြတော့900မီလီနဲ့ချက်ထားတယ်ဒါကသူမူရင်းပြထားတဲ့ဒီနမူနာဟင်းပွဲပေါ့နော်ဒီမှာကိုအာယုံဆိုင်ရမှန်ကျတော့ဒီရာဆိုင်နဲ့မီဇိုကိုပဲအာယုံဆိုင်ပြီးတော့ကျတော့မူရင်းမှာသူကဘလောက်နဲ့ချက်ထားတာလဲဆိုတာကိုတစ်ချက်သွားကြည့်မယ်ဒီမှာဆိုလို့ရှိရင်ရာဆိုင်က300ဂရမ်နဲ့ချက်ပြီးတော့ကျတော့မီဇိုက900မီလီနဲ့ချက်ထားတယ်ပေါ့နော်ဒါကသူချက်ထားတဲ့ဟင်းပွဲအဲ့ဒါဆိုလို့ရှိရင်သူက1 kg ပေးထားတယ်ဆိုတော့တွက်ကြည့်လိုက်မယ်နော်ဒီပု္ပ္ပစာကိုပုံစံ2မျိုးနဲ့တွက်ပြပေးမယ်ပထမပုံစံကကြတော့ဒီချမတွက်ဖက်နဲ့အဖြေထုတ်တဲ့ပုံစံနဲ့နောက်တစ်မျိုးကကြတော့ဒီကိုကမတေးကြမှာဆိုလို့ရှိရင်ချတွက်တဲ့နီလန်လေးနဲ့တစ်ချက်တွက်ပြပေးမယ်ဆိုတော့ဒီမှာကြည့်လိုက်မယ်သူကပထမတုန်းကဆိုလို့ရှိရင်ဒီ200ဂရမ်နဲ့ချက်ထားတယ်ပေါ့နော်ဒီတိုရီနီကိုချက်သားကကြတော့အခုကိုကိုချက်ခိုင်းတာကကြတော့ဒီ1 kg ရှိတဲ့ချက်သားနဲ့ချက်ခိုင်းတာဒီမှာဂရမ်နဲ့ချက်ထားတယ်ကိုကိုကြတော့ကီလိုဂရမ်နဲ့ပေးထားတယ်ကိုကဒီကီလိုဂရမ်ကိုဂရမ်ပြောင်းပြီးတော့ဘယ်နှစာလဲဆိုတာကိုချိန်တတ်ရင်ရပြီပေါ့နော်ဒီ1 kg မှာဆိုလို့ရှိရင်သူက1000ဂရမ်ရှိတယ်ဒီမှာ200နဲ့ဒီ1000နဲ့ရှင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ200ကျတော့တစ်စဒီမှာ1000ကကျတော့9စဖြစ်မနေဘူးလားသူချက်ထားတာရဲ့9စစက်သားတောင်မှဒီ9စထည့်ပြီးချက်ရမှာဆိုလို့ရှိရင်ရာဆိုင်နဲ့ဒီမီစုကလည်း9စဖြစ်သွားမှာဆိုတော့ကျတော့သူ့ကို9နဲ့မြောက်လိုက်9နဲ့မြောက်လိုက်တယ်ဆိုလို့ရှိရင်3 5လီ15ဆိုတော့ကျတော့ဒီမှာ1500ဖြစ်မယ်နော်1500ဂရမ်ရမယ်နောက်တစ်ခုကကျတော့မီစုက900မီလီ900မီလီကိုမှနောက်ထပ်9နဲ့မြောက်မယ်9 5လီ25ဆိုတော့ကျတော့သူကကျတော့2500ဖြစ်မယ်နော်ဒီမှာမီလီဆိုတော့2500မီလီဖြစ်မယ်ဒီမှာကအကယ်၍ကိုက B တွေ C တွေကိုကိုကမတေချာဘူးဖြစ်နေရဆိုလို့ရှိရင်ကိုရတာ1500ဂရမ်ဒီမှာ950ဂရမ်နဲ့300ဂရမ်ဖြစ်နေတယ်ဘလို့မှမဖြစ်နိုင်ဘူးဆိုတော့ကျတော့ဒီအပေါ်ကဟာကိုသွားပြီးတော့ကြိုက်ကြည့်မယ်ဒီမှာကီလိုဂရမ်ဖြစ်နေတယ်ကိုကထွက်ထားတာကကျတော့ဂရမ်နဲ့ဒီ1500ဂရမ်ကိုကီလိုဂရမ်ပြောင်းကြည့်လိုက်ဂရမ်ကနေကီလိုဂရမ်ပြောင်းမယ်ဆိုလို့ရှိရင်1000နဲ့စားရမယ်အဲ့ဆက်သွယ်ချက်ကိုလည်းသိနေရမယ်နော်ဒီ1500ကို1000နဲ့စားမယ်ဆိုလို့ရှိရင်1.5ကီလိုဂရမ်ရမယ်ဒီမှာဆိုလို့ရှိရင်ရေရလဲ9ဆဆိုတော့ကျတော့2500မီလီသူကကျတော့ဒီမှာ2500မီလီဆိုတာကဘလောက်လီတာလဲဒီမှာလီတာရင်းနဲ့ပြောထားရင်เนาะဒီမှာမီလီကိုကဒါမှဖြစ်နေမလားသွားကြည့်မယ်ဆိုဘလို့မှမဖြစ်နိုင်ဘူးအစောတုန်းကတောင်မှသူက900မီလီနဲ့ချက်ထားတယ်ဆိုမှတော့နောက်ထပ်ကိုဒီမှာ9ဆချက်ခိုင်းတာဖြစ်တဲ့အတွက်သူကတိုးသွားမှာပဲရှိရလေရော့သွားမယ်ဆိုတာလည်းမရှိဘူးအတူညီတဲ့ရေပမာဏလည်းထည့်လို့မရဘူး2500မီလီကိုလီတာပြောင်းကြည့်လိုက်1လီတာကို1000မီလီရှိတယ်2လီတာဆိုရင်2000မီလီဆိုတော့ကျတော့2500မီလီဆိုတော့ကျတော့2.5လီတာဆိုတော့အဖြေကထွက်သွားပြီနံပါတ် A เนาะဆိုတော့ဒါလေးကကျတော့ချတွက်တဲ့နည်းနဲ့ပေါ့နော်ပထမဆုံးဆိုလို့ရှိရင်သူကစက်သား200ဂရမ်မှာဟင်းသီးရွက်က300ဂရမ်နဲ့ချက်ထားတယ်ကိုကိုကျတော့စက်သား1 kg ပေးတယ်ဟင်းသီးရွက်ဘယ်လောက်ထည့်ရမှာလဲသူကအဖြေမှာလည်း2မျိုးဖြစ်နေတဲ့အတွက်ကြောင့်မို့သူက2ဆင့်တွက်ရမှာနော်1 kg မှာဆိုလို့ရှိရင်ဟင်းသီးရွက်ဘယ်လောက်လဲဖြစ်သွားမှာဆိုတော့1 kg မှာဆိုတော့ကိုက1000ဂရမ်ရှိရဆိုတာသိရမယ်ဒီမှာ kg နဲ့ဂရမ်နဲ့ဖြစ်နေတဲ့အတွက်ကြောင့်မလို့တက်ရတာအဆင်မပြေဘူးဂရမ်ချင်းဖြစ်အောင်လို့ကိုကညှိရမယ်1 kg မှာဆိုလို့ရှိရင်1000ဂရမ်ရှိတယ်1000ဂရမ်မှာဆိုလို့ရှိရင်ဟင်းသီးရွက်ကဘယ်လောက်လဲဆိုတော့ပေးထားတဲ့အတိုင်းချရေးမယ်300အမြောက်ဒီနှစ်ခုကိုရှင်ကြည့်မယ်1000ဂရမ်နဲ့200ဂရမ်နဲ့ရှင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်1000ဂရမ်ကများနေတယ်200ဂရမ်ကနည်းနေတာအများလို့တော့အနည်းကစားကြည့်ပိုင်းဝေပိုင်းကြည့်ထားဖို့အတွက်ကိုကအများလို့အနည်းစားကြည့်အနည်းလို့အများစားကြည့်ကြည့်တာနော်ဆိုတော့300အမြောက်အများလို့တော့အနည်းစားကြည့်ဆိုတော့ကျွန်တော်အနည်းကအောက်က200အပေါ်ကကျတော့1000ဆိုတော့ချိန်မဲဒီမှာ200တက်လီ200ဝင်ပြီးတော့ကျွန်တော်205လီ1000ဆိုပြီးဝင်လဲရရနော်ကိုတွက်တတ်တယ်လို့တွက်လို့ရတယ်ဆိုတော့ဒီအပေါ်က9ကျန်မယ်ဒီမှာ300နဲ့9နဲ့မြောက်လိုက်မယ်ဆိုလို့ရှိရင်35လီ15ဆိုတော့ဒီမှာ1500ဂရမ်ရမယ်1500ဂရမ်မှာ तू ကအဖြေကကီလိုဂရမ်နဲ့ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့1 kg မှာဆိုလို့ရှိရင်1000ဂရမ်ရှိတယ်ဆိုတာကိုသိရမယ်အဲ့ဒါကိုကီလိုဂရမ်ပြောင်းလိုက်မယ်ဆိုလို့ရှိရင်1.5ဂရမ်ရမယ်နော်နောက်တစ်ဆင့်ကကြတော့ရေဘယ်လောက်ထည့်မလဲဆိုတာကိုတွက်မယ်ဒီမှာစက်သား200ဂရမ်လုံးကကျတော့သူကရေ900မီလီသုံးထားတယ်
ကြက်သားဒီ1000 gram မှာဆိုလို့ရှိရင်ဘယ်လောက်လဲ 1kg မှာဘယ်လောက်လဲဆိုတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ 1kg မှာဆိုလို့ရှိရင်1000 gram ရှိတယ်ဒီမှာဆိုလို့ရှိရင်私တစ်ခါတည်းချရေးလိုက်ပြီနော်1000 gram မှာဆိုလို့ရှိရင်ဘယ်လောက်လဲဆိုတော့ဒီမှာချရေးမယ်900အမြောက်1000နဲ့200နဲ့ရှင်ကြည့်မယ်1000ကများနေတယ်အများလို့တော့အနည်းကစားကြည့်ဆိုတော့1000ကအပေါ်က200အောက်က200တလီ200 205လီက1000 55လီ25အပေါ်က9ကျန်မယ်နော်ဒီမှာ900နဲ့မြောက်လိုက်မယ်25ဆိုတော့ကျတော့2500မီလီအဖြေမှာမီလီနဲ့မပေးထားဘူးလီတာနဲ့ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့1လီတာမှာ1000မီလီရှိတယ်ဆိုတာကိုသိပြီဆိုလို့ရှိရင်2.5လီတာเนาะဆိုတော့အဖြေကဒီမှာရာဆိုင်ကကျတော့1.5 kg နဲ့မီစုဆိုတဲ့ရေကကျတော့2.5လီတာဖြစ်သွားတာပါเนาะဆိုတော့အဖြေက A ဖြစ်သွားမယ်เนาะ